ကမ္ဘာဖလားပြိုင်ပွဲကြီးစတင်နေပြီဖြစ်ပြီးအချို့ကစားသမားတွေကတော့တခြားသူတွေထက်တိတိတတ်တာကိုခြေစွမ်းပြနေကြပါပြီပထမဆုံးပွဲစဉ်တွေအပေါ်မူတည်ပြီးတက်ရောက်မှုအရှိဆုံးကျေပွင့်ကစားသမားတွေကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်5ကတော့ဂျိုနာသန်ဒေးဗစ်ဖြစ်ပါတယ်ကနေဒါတိုက်စစ်မှုဟာပွဲစကတည်းကထက်မြက်တဲ့ပုံစံရှိနေခဲ့တာပါသူ့ရဲ့လှုပ်ရှားရုံးကန်မှုစူးစမ်းအားထုတ်မှုနဲ့ဂိုးသွင်းလိုစိတ်တွေကတကယ်ကိုကောင်းမွန်ပါတယ်နံပါတ်4ကတော့တောင်ကိုရီးယားအသင်းရဲ့ကွင်းလယ်မော်ဆီယာလီကန်ရင်ဖြစ်ပါတယ်သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းအမြင်ကျမှုနဲ့ပြန်ပတ်နောက်တန်းကိုဖောက်ထွက်နိုင်တဲ့အရေးချင်းတွေကထူးခြားလာပါတယ်နံပါတ်3ကတော့မက္ကဆီကိုအသင်းရဲ့ဂိုးသွင်းဆက်ဆန်တီယာဂိုဟီမင်နက်စ်ဖြစ်ပါတယ်သူ့ရဲ့အဆုံးသက်သေချမှုနဲ့တိုက်စစ်ပိုင်းမှာရှိနေတဲ့အရှိန်အဝါကအားကိုးရပါတယ်ရှေ့မဆက်ခင်မှာကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားပေးပါဒီဗီဒီယိုကို like ပေးပြီးဘောလုံးပရိသတ်တဦးစီ share ပေးလိုက်ပါဦးပြီးတော့ကမ္ဘာဖလားကိုဘယ်သူရယူသွားမလဲဆိုတာ comment မှာရေးပေးခဲ့ပါခရစ္စတီယာနိုရိုနယ်ဒိုလားဒါမှမဟုတ်လီယိုနယ်မက်ဆီလားနာမည်အများဆုံးထွက်လာတဲ့သူကဒီအငင်းပွားမှုကိုအနိုင်ရမှာဖြစ်ပါတယ်နံပါတ်2ကတော့ခရစ်ရှန်ပူလီစစ်ဖြစ်ပါတယ်သူ့ရဲ့အရှိန်ဟုန်နဲ့တိုက်စစ်ပိုင်းအရေးသွေးတွေဟာအသင်းရဲ့အထင်ကြီးစရာကောင်းတဲ့အစပြုံးမှုအတွက်အရေးပါခဲ့ပါတယ်နံပါတ်1ကတော့အာရက်ဟာကီမီဖြစ်ပါတယ်မော်ရိုကိုစူပါစတာဟာကွင်းရဲ့ဘယ်ဘက်အချမ်းမှမဆိုစိုးမိုးနိုင်တဲ့အရှိန်ခွန်အားနဲ့အတွေ့အကြုံတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်